ချန်တွေကဂျပန်နဲ့ကျုပ်ကျမနဲ့ညာသူတို့ချစ်ရှင်ရဲ့ချစ်တတ်တဲ့အိမ်မဦးတလုံးကြဒီမှာတော့ဦးပါဟိုမလေးကဦးပါဟာဟေ့အချင်းစုံနေရဘာတို့အဲ့ဆိုနေမလားမသိ ဟို မေးပဲသွားတာ ဘာလို့မို့ တင်းတန်းကြီးတောင်းတယ် ရှင်းသားပဲမင်းတို့တင်တန်းနေရလေကွာတောင်းလိုက်လားဟာ ကျွန်တော်လူတောင်းတာလေအလကားတောင်းနေရမှာမဟုတ်တာကျွန်တော်လို့ရရင်အမေကိုအကုန်ပြန်ရှာပေးမှာ အဲ့ဒါများကွာမင်းကလေဘွဲ့မြူပဲနဲ့မင်းအခုတက်နေတဲ့တင်တန်းတွေတက်ပြီးနိုင်ငံရသွားလိုက်ပြီးနေတဲ့ကိစ္စကိုကွာအချိန်ကြီးကိုအောင်ဟိကွာ အကိုကြီးခင်ဗျဘာမှမသိလို့အေးစေးစေးနေနော်နေရတကာဝန်းဝင်ပြီးမပါနဲ့ ဟာငါပြောတာမဟုတ်လို့လားမင်းတို့ကောင်တွေကလေဟိုကွန်ပျူတာတင်ရတာနဲ့ဟိုစပီကင်သွားတင်ရတယ်အခုလည်းဗါတဲ့ဟိုတင်တန်းတွေတက်ပြီးနိုင်ငံခြားသွားခြင်းတယ်မင်းတို့တင်တန်းတွေရတယ်ဟိုဒီတက်လို့ပြေး ပြီးအဲ့ကျွန်တော်ကိစ္စလေအကိုကြီးကိစ္စမှမဟုတ်တာကျွန်တော်အကိုကြီးလို့ဂီတာတက်လက်နဲ့မူးယူတောက်စားပြီးအစိုးရယူနေတာမဟုတ်ဘူး ဟာကွာငါအမြအဆိုတော်ယူနေတယ်ဟဲ့အဆိုတော်ယူနေတာမဟုတ်ဘူးငါအဆိုတော်ဖြစ်အောင်တကယ်လို့မှာမင်းတော့မင်း ကိုကြီးလက်မပါနဲ့နော်အကြီးကြီးပြီးအနိုင်ကျင့်မယ်ဒီကတက်ပြန်စီငိမ့်ခံနေမှထင်နဲ့ ငါသားလေးကိုဘယ်သူအနိုင်ကျင့်နေတာတော့ အော်အမေရဲ့ဒီဗလားနဲ့ဒီဗလားအနိုင်ကျင့်စရာလားအမေရဲ့စဉ်းစားကြည့်ပါ သားလေးဘာဖြစ်သွားလဲ အကိုကြီးကလေတားကိုတင်းတန်းနေလကားတက်တာပတ်စံကုန်တယ်လို့ပြောနေတာ ဟဲ့အကြီးကောင်အဲ့ဒါနင်းကိစ္စမဟုတ်ဘူးငါကိစ္စနင်းလို့10တန်းအောင်ဘာမအောင်နဲ့အလုပ်ကြတော့လဲဘာမှရေရမရှိငါဟိုတယ်ဝေလောက်ပါဆိုတော့လေစိတ်မဝင်စားဘူးနင်းစိတ်ဝင်စားတာဟဲ့လို့တထောင်လောင်တင်းတီးနေရတယ်ဂီတာပဲစိတ်ဝင်စားတာမလား အမေကလေအမေသားသမီးတွေထိရင်ခံငိုးမခံဘူး ။အော်မခံနိုင်ပါဘူး။ငါသားသမီးတွေကလိမ္မာပြီးသား။ဟွန်းငါသားလေးဆိုလေငါစကားကိုပြောစကားနားထောင်လေ။နင်လိုငကကြားမဟုတ်ဘူး။တာတင်တန်းဖို့မလား။နေရသိပြီးသား။ရော့မတင်တန်းကြီးခဏနေမိသားလေးကိုမေးရမှာမဟုတ်ဘူးထပ်ပြီးဦးမယ်။ရော့အမလာလေတော့9000လောက်တော့ရှိတယ်ယူတော့စောပြန်လာတော့တာနော် ဟာစိတ်ချပါအမေရဲ့တားသူများရဲ့လို့အလကားနေအလေးလိုက်နေမှာ ။မေးသိပြီးသားပါတာရေ။ တောင်းမယ်နော်မေ အေးပါစောက်ကြည့်ရသေးရတော့နေ့တစ်ချိန်ကြာမှငါသားကြီးကတိတ်တော်လိုက်တာလို့အမေပြောလာအောင်လုပ်ပြအောင်မယ် ဟမ်လောက်ပြစမ်းပါကြီးပါဇက်ကြီးကနေဟောက်ွားပြောမနေစမ်းပါနဲ့လက်တွေ့လောက်ပြစမ်းပါငါမြင်ချင်လို့ တော်ပြီဗျာတော်ပြီအိမ်မနေရတာကီးမကြိုက်အပြင်သွားတော့ သွားချွတ်ပြန်မလာနဲ့ ပြုံးနေဗျာတားလည်းမဟုတ်ဘူး ဘာလုပ်ဖို့လဲ ဟာကီးညီရမှာဆိုတော့ရိုးညီလို့မရဘူးဘီယာတောက်ရင်ကီးညီရ ကင်းကြီးတာဗျာဘီယာဘို့အကုန်ခံနေသေးတယ်ငါကြီးတတ်တာဗောငါကင်းကြီးတတ်တယ်ကြီးကအဲ့ဒီအမေကင်းကြီးတာအကြီးကောင်ကြီးအကြောင်းကတော့ပြောကိုမပြောချင်တော့ပါဘူးသိကျင်တော့လေဇလန်းသာပြီးဆုံးအောင်ကြည့်လိုက်ပါတော့ လူတွေပညာမတက်တော့လေနှိမ်ကြဘာအလောက်ကိုင်းမှမရှိတော့လေငါ့ကိုအဲ့အလောက်ကိုင်းမရှိတာကိုပဲလာပြီးတော့ပြောပြီးနှိမ်နေတာဒီတိုင်းနေလို့တော့ငါလည်းမဖြစ်တော့ဘူးအတက်ပညာလေးတစ်ခုသင်ဖို့စိတ်ကူးထား ခင်ဗျာဘာပညာသင်ကျင်လား ဟွာလေပါမင်းတက်ထားတဲ့ပညာလေးငါ့ကိုသင်ပေးပါလားပါ မလုပ်ပါနဲ့ဗျာကျွန်တော်တော့အဲ့ဒါမကောင်းလို့မလုပ်တာကြာပြီအခုဆိုင်ငယ်ဝယ်အောင်လေးလုပ်နေသိရတဲ့နဲ့ မင်းကလေကွာငါမကောင်းတဲ့နေရာမှာမသုံးပါဘူးပါဟုတ်အကျိုးရှိကောင်းတဲ့နေရာကိုသုံးပါပါကွာအဲ့ကြောင့်ငါသင်ပေးပါနော် ဘယ်နေရာပဲတုံမကောင်းလို့မသိမနိုင်ဘူးဗျာ ဟေ့မင်းကြတော့ငါဂီတာတီးသင်ပေးရလေကွာမင်းတက်ထားတဲ့ပညာကြတော့ငါ့ကိုသင်ပေးဖို့တွန့်လို့ဘာတို့ မကောင်းလို့မသိနိုင်ဘူးလို့ခင်ဗျားကိုပြောနေရ သ တယ် င်မင်းလို့ပြောနေတာမသင်ပေးဘူးလားမသင်ပေးမင်းငါမင်းအဲ့ကိုင်ပေါက်ရအောင် ကိုင်းတော့မပေါက်ပါနဲ့ခဏသိချင်တယ်ဆိုကျွန်တော်သင်ပေးမယ်နော် အဲ့လိုလုံစမ်းမှာငါကောဟာမေညနာလည်းမကောင်းပါလားဟာလေဘာစိတ်ညစ် ဘာစိတ်ညစ်ရမှာလဲခုနောက်ပိုင်းဟော်တွေကလူဝင်နေလာတယ်အချိန်တန်တော့လာကိုရင်ငါစီကိုလက်ဖြန့်တောင်းမဲ့သူနဲ့အရက်ဖိုးတောင်းမဲ့သူနဲ့ငါအမြရော့အမေရေးဆိုပြီးအထုတ်လိုက်ပတ်စံလာပြီးမဲ့သူတရားမှမရှိဘူးငါကြီးပဲအကုန်လုံးရှာကျွေးနေစိတ်ညစ်တယ် ဟိုအမေကလည်းအဲ့လိုစိတ်ညစ်ခန်းနေမယ်အစားဟိုစကိုင်းတောင်သွားပြီးအမေတီလိုက်ရှင်ဝင်လိုက်ပါ အေးအဲ့ဒါလည်းမစိုးတော့ကောင်းသားပဲဟဲ့ငါဘာလို့ဝေးရမှာတော့အတုံးကြတယ်နင်သာဝေးရမှာလေငါအမြလာပြီးတော့ အမေကလည်းဗျာဟိုအရင်လိုအတုံးမကြတဲ့သားမဟုတ်တော့ပါဘူးအတုံးကြနေပါပြီ
မာရီများသုံးကြနေလေပြောစမ်းမအောင် ဩတီးချင်းအမေသားနဲ့အခုပဲလိုက်ခဲ့အမေရဲ့ဟိုတယ်ကိုလေအေးအများကြီးဝင်လာဟောဒီကသားလေးမာလုတ်ပြီ ဟဲ့မန္တလာစတားကိုခေါ်လာပြီးတော့ငါဘာလုပ်ရမှာလဲ ဩအမေရလေဗျာစကားများတာအတွေ့ကိုရင်လိုက်ခဲ့ပါအထက်ကတော့တာရှင်းပြမလား မင်္ဂလာပါမင်္ဂလာစတာမကျုပ်ဆိုပါတယ် မင်္ဂလာပါလာမီလာထဲတာအဲ့မဝင်တာလဲမပြောနဲ့အမေဟိုတယ်ကြီးကလုံးဝကိုလေဒီဇိုင်းကအောက်နေပြီဟောခေတ်ကာလာနဲ့အညီဟောဒီမန္တလာစတာကြွေပြားဆိုင်ကနေပြီးတော့ဒီလို eco ဘူးတွေဟောဒီလို marble ရှိတွေနဲ့လေအမေရဲ့ hotel reception ကို decoration ဆင်မယ်ပြီးရင်အခန်းတိုင်း hotel အတွင်းမြင်ကိုနောက်ဆုံးပေါ်ကြွေပြားရင်လည်းလှပထဲဝအောင်လုပ်လိုက်မယ်ဆိုရင်အမေ hotel ကြီးကတဖြည်းဖြည်းနဲ့ဧည့်တွေကဝင်လာမှာ ဧည့်သည်ဝင်မသိဘူးဧည့်သည်ကြိုက်မကြိုက်လည်းမသိဘူးငါတော့ရမ်းကြိုက်ပြီ ကြိုက်ရင်လေဝယ်လိုက်မယ်လေအမေက ရဲပတ်စံနေလေ ဩအမေတို့ကလေတားကိုဘာပညာမှမတက်ဘူးဘာအတက်ပညာမှမရှိဘူးဆိုနှိမ်လုံးလို့ဒါအမေတို့မသိအောင်လှုပ်ဝက်ပြီးတော့ငွေရှာနိုင်တဲ့အတက်ပညာရက်ကိုတင်ထားတာအဲ့ဒီဥစ္စာနဲ့ကျွန်တော်ငွေတွေရှာပြီးတော့ဟောဒီမှာအမေတို့ပတ်စံနေကြိုက်တာဝယ် ဒီပတ်စံနေနဲ့ ဟုတ်တယ် ဒီပစ္စည်းတွေကို ဟုတ်တယ် အမေကဝယ်ရမှာ ဝယ်ရမှာ အမလေးကသားရဲ့တော်လိုက်တာငါသားလေးအရန်တော်တာပဲကြည်စမ်းအမေတို့ထည့်စဉ်းစားပေးတယ် တော်ရမှာပေါ့အမေရဲ့ကဲဘလို့လဲအမေရဲ့ตาဟိုအလက်ကောင်နဲ့အငင်မထက်ตาပိုးတော့တယ် တော်တာပေါ့သူတို့တွေကအမေကိုအဲ့လိုမပေးနိုင်ဘူးလေငါသားကြီးကအမေကိုပတ်စံထုတ်လိုက်ပြီငါသားကြီးကပိုးတော်တာပေါ့ ตาကြားချင်တာလေအဲ့ဒီစကားပဲအမေကကဲဒီပတ်စံနေနဲ့အမေကြိုက်ရကိုဟော်ရီမန္တလာစတာနဲ့အကုန်ဝယ်ဗျာ ဝယ်မယ်အများကြီးဝယ်ပြစ်မယ် သွားမယ်လားအမေနောက်ထပ်ဘာဝယ်အောင်မလို့ဆိုတော့အော်ဒီမှာမေဘူတိုင်းနဲ့စီးကပါအပိုလေးလေဝယ်ခဲ့ဦးမယ်နော် ဘာလို့မို့လဲ ဟာအမေဟော်တယ်ကလေတချို့ဘူတိုင်းနေဆိုမကောင်းတော့ဘူးတချို့စီးကပါတွေဆိုလေကွဲပြီးတော့ဖင်ညက်လို့ညက်နေဝယ်ရမှာပေါ့အမေရဲ့ ဟာမွေးပါနဲ့ပတ်စံပို့ကုန် ဟာမေမေဒီမယ်ဒီသားပေးထားတဲ့ပတ်စံလေးအဲ့ပတ်စံနဲ့ဝယ်ရမှာ အော်သားကြီးပတ်စံနဲ့ဝယ်မှာမင်းကမေ့နေတယ် မေ့နေတာအမေက များဝယ်များ ဝယ်မောရရ မေဟိုတယ်ရှိမှပစ္စည်းအများကြီးပဲဘာလို့မလုပ်လဲ ဟုတ်တယ်လေမန္တလာစတာအိမ်လာစင်ပစ္စည်းတွေကိုအမေဟိုတယ်မှာပြင်ပြီးဝယ်လာတာ အတလုံးကက်စီနဲ့ပြီးတော့ဘာမှမပြင်းမစင်ငှားလာရတော့မရဘလို့ဖြစ်လို့ပတ်စံနေကုန်ကြခံမပြင်းနေတာတော့ အမေပတ်စံနဲ့ဝယ်လာတာမဟုတ်ဘူးမေးကိုကြီးသူပတ်စံနဲ့ဝယ်ပေးတာ ကိုကြီးကဝယ်ပေးတာဆိုတော့သူကဘယ်ပတ်စံနဲ့ဝယ်ပေးတာတော့မေ ဩနေပါဦး तू ဟိုပတ်စံရတဲ့ပညာတစ်ခုအဲ့ဒါတက်တာလေလေ ပြုံးဆိုင်ဒီလောက်ပတ်စံအများကြီးရတဲ့ပညာဆိုတော့မေငါစီဘွားကြမဟုတ်ဘယ်နဲ့လုပ်မလဲ ဟုတ်တယ်နော်မေတေချာလက်ခေါ်မင်းအောင်တော့ခကြနေတာတို့တမီသားလုံးကြံရပါဆိုပြီးတော့စတိလက်ကောက်လည်းဝင့်နေအောင်မယ် တေးငါတားနေပြောဟာအမေတော့စိတ်ပူတာဟဲ့ဇော်ကြီးခဏလောက် ဟုတ်မေတာခေါ်တာဘာကိုင်းလဲ ခိုင်းစရာရှိတာမဟုတ်ဘူးမေးမလို့ ပါမင်း မင်းဝယ်ပေးတဲ့ပစ္စည်းတွေဘယ်ကပတ်စံနေရလဲပြော ဟွာဟိုပတ်စံရတဲ့အတက်ပညာတင်ပြီးတော့ခြာထားတာ ဘာပညာလဲလို့အဲ့ဒါညီမလေးတို့ကမေးတာကိုကြီးကို နင်တို့ဘာလို့မို့မေးတာတော့ ဟဲ့ဘာလို့မမေးရမှာလဲသိချင်လို့မေးတာပေါ့ဖြေလိုက်ပေါ့ဟဲ့ဘလို့ဖြစ်နေတာ ဟို တော့ ဟွာဟိုမိကန်တက်တာဖွင့်နေပြီ မင်းရတက်တာဖွင့်တဲ့ပညာဆိုတော့မင်းသူများအိမ်မှာသူများအိမ်ကမိခင်တက်တာကိုဖွင့်ပြီးတော့ပတ်စံတွေခေါ်လာတာပေါ့ဟုတ်လားအမလေးကိုကျိုးနေပါပြီဆိုရင်ကိုကျိုးနေပါပြီ မေဟာသမီးပြောသားပဲခုကြည့်ပါအောင်သူများပစ္စည်းကိုတကိုးကျင်နဲ့ရှက်လိုက်တာမင်း ဟိုမဟုတ်ပါဘူးအမေသူများပစ္စည်းကိုဒါခိုးတာမဟုတ်အမေပစ္စည်းတွေအမေမိကန်တက်တာတွေကဒါတော့ဖွင့်နေဘူးလား ဘလို့ငါမိခင်တက်တာတဲ့ကိုဖွင့်ပြီးတော့ပတ်စံကိုယူလာတယ် ဟုတ်တယ် အဲ့ဒီပစ္စည်းတွေကငါပစ္စည်းတွေငါပတ်စံနဲ့ဝယ်တဲ့ပစ္စည်းတွေ အယောဒီမှာ အမလေးကုန်ပါပြီပတ်စံရဲ့ပတ်သုံးရတဲ့စုတဲ့ပတ်စံနဲ့ကုန်ပါပြီငါပတ်စံနဲ့ဆိုငါမယူတော့ဘူးတော့ပြတ်ပြီမန္တလာစတောင်းတော့ပြတ်ပြီလိုက် အော်အမေဝယ်ပြီးပါတော့ဘလို့ပြန်ပေးလို့ရမှာတော့ဟိုပစ္စည်းတွေကလည်းဟိုတယ်ကိုရောက်နေပြီဆိုတော့အမေဟိုတယ်မှာတက်ရုံပဲကြံတော့တယ်အမေတက်လိုက်ပါနော် ငါတက်ရမယ် ဟို
ဟုတ်တယ်လေ အတက်မယ် အမေကျမတို့မန္တလာစတားမှာနိုင်ရန်ရောမျက်နှာချက်ပါသုံးလို့ရတဲ့မာဘရှိအီကိုဝူ WPC panel တို့ကိုဒီဇိုင်းအမျိုးမျိုးရနိုင်ပါတယ်ရှင် ကျွန်တော်တို့ရဲ့မန္တလာစတားမှာဆိုရင်တော့ကျွေးပေးစဉ်အမျိုးမျိုးဘိုးတိုင်းအမျိုးမျိုးဟောဒီလိုစတီတကားအမျိုးမျိုး လီကရခင်းချွေပြားနဲ့မျက်နှာကျက်အမျိုးမျိုးဖန်တုံးနဲ့ပလတ်စတာကောနဲ့အမျိုးမျိုးကိုရီးယားပါကင်းနဲ့ရေဆိုကန်ဗလိုင်းပါကင်းအမျိုးမျိုး မိဖို့ကန်တုံးနေရန်ကပ်ပီရိုမျိုးမျိုးမိဖို့ကုံအောက်ပိတ်တကားမျိုးမျိုးစတီးဘေးစင်မျိုးမျိုးရေချိုးကန်အိမ်သာတုံး PVC တကားမျိုးမျိုး ရေချိုးကန်းသုံးရှာဝါအမျိုးမျိုးဘတ်တက်ဘေးစင် box ဘေးစင်ဘွိုင်လာဝါတာဟီတာအမျိုးမျိုးတို့လည်းဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ စိတ်ကူးတွေကအိမ်လေးပုံဖော်ဖို့မန္တလာစတားနဲ့ဆက်သွယ်စို့